Hello မင်္ဂလာပါဒီတခါကတော့အိမ်မှာအုံတို့ကောင်းချင်းပြန်ပေါင်းလေးလှုပ်ရှားဖြစ်တာအဆင်ပြေလို့ပြန်လဲမျှဝေပေးကြပါတယ်ရှင်ကောင်းချင်းဆန်တပူကိုအရင်ဆုံးရေနဲ့ထပ်3ထပ်လောက်စီပေးပါတယ်ပြီးတော့ရင်တော့ကောင်းချင်းဆန်ကိုရေနဲ့အနည်းဆုံး8နာရီလောက်စိမ်ထားပေးပါတယ်မနက်မှပေါင်းစားခြင်းရင်လည်းညရဲကရေကိုတညသိပ်ပြီးစိမ်ထားလေးရပါတယ်ရှင်စိမ်ထားတာအချိန်ပြည့်သွားပြီဆိုရင်တော့စိမ်ထားတဲ့ရေကိုသွန်ပြီးစကားထဲမှာခဏဆက်ထားလိုက်ပါတယ်ပြီးရင်တော့ပေါင်းမဲ့ပိတ်စာတွေကိုဖြန့်ထည့်ပြီးပေါင်းခံဦးထဲမှာမီးအလဲအလတ်နဲ့မိနစ်30လောက်ပေါင်းပြီးပါတယ်မိနစ်30ပြည့်သွားတဲ့အခါမှာပေါင်းထားတဲ့ကောင်းချင်းလေးတွေကိုစလုံးတစ်ခုထဲကိုထည့်လိုက်ပါတယ်။အရသာအတွက်စားလက်ဖက်ရည်စွန်းရဲ့တဝက်၊ကြား၊စပွဲတင်စွန်းနဲ့3စွန်းအချိုးကျရင်တော့ပို့ထည့်နိုင်ပါတယ်နော်။တို့ကို200မီနဲ့ရေ20မီတို့ကိုရောပြီးထည့်လိုက်ပါတယ်။ပြီးတော့ရင်တော့အားလုံးကိုနှံ့ဆက်နေအောင်လို့မှွေပေးလိုက်ပါတယ်။ပြီးတော့ရင်ခုနကပေါင်းထားခဲ့တဲ့ပိတ်စာတွေကိုပဲတစ်ခါထပ်ထည့်ပြီးမိနစ်30လောက်ထပ်ပေါင်းပြီးပါတယ်။မိနစ်30ပြီးသွားတဲ့အချိန်မှာတော့ကောင်းချင်းဆိုင်ရဲ့အနေအထားလေးကိုတစ်ချက်ကြည့်ကြည့်ပါမယ်ရှင်။ကောင်းချင်းရဲ့အနေအထားကလည်းခက်ကြိုက်တဲ့ဖြော့ဖြော့အီအနေအထားလေးလည်းရပြီဆိုတော့ကိုစားမဲပကံလေးကိုထည့်ပြီးအပေါ်ကနေနှမ်းထောင်းလေးနဲ့အုံးသီးလေးကိုလည်းဖြူထည့်လိုက်ပါတယ်။ကဲအခုဆိုရင်တော့အုံးတို့နဲ့မှုမွေးလေးနဲ့ကောင်းချင်းပြန်ပေါင်းလေးရပါပြီရှင်။ဒီရဲ့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။